ဇန်နဝါရီပြောင်းရွှေ့ပြီးဆုံးချိန်မှာပရီးမီးယားလိဂ်အသင်းများ၏ပြောင်းရွှေ့မှုများအားလုံးပဲမင်္ဂလာပါဖုတ်ဘောရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မန်စီးအသင်းဟာငွေကြေးအများဆုံးသုံးစွဲသူဖြစ်ပြီးခရစ္စတယ်ပဲလင်းမှမကူယာမီနဲ့ဘုံမောက်မစီမီညိုစုစုပေါင်း85မီလီယံခန့်ခေါ်ယူသွားခဲ့ပါတယ်မာတီတာရဲ့ခရစ္စတယ်ပဲလင်းမှထွက်ခွာရဲ့စူးစမ်းမှုများသည့်အလွန်အမင်းရင်ဆိုင်ရတဲ့လွှဲပြောင်းမှုများတဲ့တစ်ခုဖြစ်လာခဲ့ပါတယ်Nottingham Forest နဲ့ AC Milan တို့ရောင်းချရန်ကြိုးစားခဲ့ပေမဲ့နောက်ဆုံးမိနစ်မှာပဲပြတ်ခွဲသွားခဲ့ပါတယ်။လီဗာပူးသင်းဟာချယ်ဆီရဲ့ပြောင်းရွှေ့ရည်ရွယ်ချက်ကိုအောင်မြင်စွာရိုက်ကပ်နိုင်ခဲ့ပြီးချယ်ဆီသည်အသက်20အရွယ်ရှိပြီဖြစ်တဲ့နောက်တန်းကစားသမားဖြစ်သူဂျေမိုင်ချက်ကွက်ကိုငွေကြေးသဘောတူညီမှုရထားပြီးဝယ်ယူနိုင်မယ်လို့မှန်းထားပေမဲ့ရိန်းသင်းနဲ့ညှိနှိုင်းရခက်သွားတာကြောင့်လီဗာပူးသင်းဟာလွယ်တကူချပြဲဝယ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဈေးကြီးဆုံးပြောင်းရွှေ့တစ်ခုမှာဂျော်ဒန်စထရန်လာဆန်ကိုဝယ်ယူနိုင်ခဲ့တာဖြစ်ပြီးခရစ္စတယ်ပဲလီအသင်းမှပုံမှန်သုံးနေကြအဖွဲ့အစည်းမှတ်တမ်းကိုကျော်ပြီးဈေးကြီးရဲ့စာချုပ်ကိုချိုးဆိုနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဖုတ်ဘောဟက်ကိုအားပေးနာဆင်ပေးကြတဲ့မိတ်ဆွေတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဒီမှာလည်းစိတ်ဝင်စားစရာဘောလုံးသတင်းတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ like share နဲ့ subscribe လေးလုပ်ထားပေးကြပါဦးနော်။